ကဲအားလုံးပဲမင်္ဂလာပါဗျာကဲဒီနေ့ညနေခင်းကျွန်တော်ခဏထပ်ပြန်ထွက်သွားရနော်ကဲဒီလိုတော့လို့ဒီအဒမင်ဆရာကမှကြိုးစားပါတယ်တနေ့3လ2025အတွက်ပေါ်လာတဲ့ကျွန်တော်ကြိုက်တဲ့ဝမ်ချင်းကတော့ဝမ်ချင်းကကျွန်တော်ရဲ့ဝမ်ချင်းအဖြစ်ဆိုတော့ဒီခုဖြစ်ပါတယ်ဒီခုမှာကျွန်တော်ကြိုက်တဲ့ဝမ်ချင်းကြီးကတော့ဒီခုဖြစ်ပါတယ်ကျွန်တော်အရင်ကလိုပဲအဲ့ကျန်တဲ့တင်ဝက်စစ်ကွက်ပါနော်အဲ့စစ်ကွက်တွေကကျွန်တော်ကြိုက်တဲ့တင်ကွက်တွေပါအဲဒီလဲဆိုတော့တင်ဝက်စစ်ကွက်တွေကရှင်းနေပုံနေတူနေကိုဖော်ဒီခေါ်လေးနေသုံးဖော်ဒီခေါ်ဖြစ်ပါတယ်ဒီဘောရာလေးဒါတလူရာထူရပါနော်စနေရက်လေးတရားလုံးစားပါဒီဘောရာလေးမနီးရလိုပဲမနီးရလိုတော့အားနေလိုပေါက်ပါစေဒီတော့ YouTube channel ကို subscribe လုပ်ထားပြီးနော်ဘောရာလေးအဲဒီဒီမှာ